ရေးကြီးတဲ့ကိစ္စမေးတော့မလို့အမေကဒါကိုရှင့်ကိုပေးဖို့ပြောလိုက်တာမင်းညကမှောင်ကြီးမဲမဲထဲမှာ3မိုင်တောင်လမ်းလျှောက်ပြီးကြောက်စိမ့်ပြားလာပြန်ပေးတဲ့အတွက်လည်းကျေးဇူးတင်ကြောင်းပြောခိုင်းလိုက်တယ်ဒါနဲ့မင်းအမေကခြေထောက်တိတ်မကောင်းဘူးမဟုတ်လားဒါတောင်မနဲ့အစောကြီးထပြီးပေါက်စီထလုပ်ပေးသေးတယ်ဘလောက်ပဲနာနာထလုပ်ပေးတယ်လေအမေကပြောတယ်ဒါကစေတနာတဲ့အမေလုပ်တဲ့ပေါက်စီကကျမရဲ့မုံလာဥဖြူစွပ်ပြုတ်ထက်ပိုစားကောင်းတယ်ဟုတ်တယ်မလားအင်းစားလို့တော်တော်ကောင်းတာရှင်ကအီးမေးလ်လုပ်နေတော့လားနေပါဦးရှင်ကဒီကြောက်စိမ့်ကို3လပြည့်မှပြန်ပေးမယ်လို့ဂတိပြုထားတာမဟုတ်ဘူးလားဂတိကတော့ဂတိပဲလေဒီကြောက်စိမ့်ကိုမင်းအရင်ယူထားလိုက်ပြီတေးသေးချာချာတိန်းထားနောက်တစ်ခါထပ်မပြောက်စေနဲ့ဒါနဲ့နေပါဦးရှင်ဘက်ကရုတ်တရက်ကြီးကျမအပေါ်ဘာလို့ဒီလောက်တောင်စကားကောင်းပြောနေရတာလဲဒါကျမကိုနောက်ထပ်အယော်တောင်းစရာရအောင်လုပ်နေတာတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးဒါကဆေးညွှန်းပါကျမအစာမတက်ဘူးဆိုတာရှင်မေ့သွားပြီလားဒီဆေးညွှန်းကနန်းတွင်းကရလာတဲ့ဆေးနေပဲအေးပတ်တာကိုပျောက်ကင်းစေပြီးသွေးလေကြောတွေကိုအားကောင်းစေတယ်အကိုက်ခဲလဲတက်တာစေတယ်မင်းအမေကိုအရင်တောက်ခိုင်းလိုက်ပါနောက်2ရက်3ရက်နေရင်အခြေအနေကိုကြည့်ဖို့နဲ့ဆေးပြောင်းဖို့လို့မလို့သိရအောင်လူလွတ်ပြီးစစ်ဆေးပေးမယ်ကျမအမေခြေထောက်မကောင်းတာရှင်ဘလို့သိလဲပြီးခဲ့တဲ့တစ်ခေါက်သွားလေတုန်းကသူဂျိုင်းထောက်သုံးနေတာမြင်လို့လေမတက်ရက်တဲ့အခါညာဘက်ဒူးကအာမပြုတ်နိုင်ဘူးအဲ့ဒါကြောင့်ငါရေးပေးလိုက်တာပါကိစ္စအသေးမွှားလေးမို့ကျေးဇူးတင်နေဖို့မလိုပါဘူးရှင့်ရဲ့စာကြည့်ခန်းထဲမှာဖုန်တွေတိတ်များလွန်းနေပြီဖုန်တွေမျက်စိထဲဝင်လို့မျက်စိတောင်မဖွင့်နိုင်တော့ဘူးသခင်လေးဒုက္ခရောက်ပြီဗျာအနောက်ဈေးကလူတွေတကားရှိမှလာဝိုင်းနေကြတယ်ကျွန်တော်တို့ခိုင်းကမြင်းလေးကသူတို့ရဲ့ဈေးဆိုင်တွေကိုတိုက်မိသွားတယ်ဆိုပြီးသခင်လေးကိုယ်တိုင်ထွက်ပြီးတာဝန်ယူဖို့လာអော်နေကြတယ်ဘာတွေဖြစ်နေတာလဲမင်းတို့အဝင်အိမ်တော်ကလူတွေကအာနာပြပြီးလူထုကိုနှိပ်စက်နေကြတာပဲအစောကတင်ငါရဲ့တစ်တီးဆိုင်ကိုဝင်တိုက်ပြီးဖျက်ဆီးသွားတယ်ဒီနေ့သာငွေပြား100ရော်ကြေးမပေးရင်ဒီနေရာကိုအမှုန့်ဖြစ်အောင်ရိုက်ခွဲပစ်မယ်သခင်လေးခင်များကျွန်တော်တို့မြင်းလေးကချမ်းနောက်ဖေးမှာပဲတစ်ချိန်လုံးရှိနေတာအပြင်ကိုတခါမှမထွက်ဘူးပါဘူးစောကဘယ်ချိန်မှသွားတိုက်မိတာလဲစောကတင်လေနိုင်ဝက်လောက်ကပဲမဖြစ်နိုင်တာမနဲ့လင်းကလေးကအခုထိသခင်လေးကဂိုင်းထဲမှာပဲရှိနေတာဘယ်မှမသွားဘူးသူကဘလို့နီးနဲ့ကိုခွဲပြီးမြင်းလဲမောင်းသွားပြီးရှင်တို့ဆိုင်ကိုတိုက်မိရမှာလဲဒါနဲ့မင်းကဘာတူလဲကျမကအဝိန်ဆန်းအိမ်တော်ရဲ့အကြံပေးအရာရှိအစ်စ်ပဲကျမရဲ့တာဝန်ကကျမတို့သခင်လေးအခင်းဖြစ်ပွားတဲ့နေရာမှာမရှိခဲ့ဘူးဆိုတာကိုအထူးသက်သေပြဖို့ပဲမင်းလျှောက်ပြောနေတာကိုဘသူကယုံပါလဲမယုံရင်အိမ်တော်တွေကလူတွေကိုမေးကြည့်လေအဖိုးတို့အဖွားတို့ရေမနက်ကလေးကအခုထိသခင်လေးရှောင်အပြင်ထွက်သွားတာကိုမြင်တဲ့လူရှိသလားငါအိမ်ကလမ်းထိပ်မှာရှိတာဒီမနက်မူးမလင်းခင်ကလေးကအိမ်တော်ရဲ့မိဖို့ချောင်းကောင်းတိုင်ကမိခိုးတွေထွက်နေတာငါမြင်သားပဲအိမ်တော်ထဲမှာလူရှိနေတာအမှန်ပဲအထူးအကြံပေးအရာရှိဟုတ်လားအဲ့ဒါကစိုးရင်စရာအခြေအနေမို့လို့ကျမညံစင်ပြီးလောက်ကြံပြောလိုက်တာလေရှင်အုံနောက်ကတော့တော်တော်ပြေးတာပဲဒါပေမဲ့ဒီမနက်လင်းအားကြီးအချိန်တုန်းကရှင်ကျမစီလာရှာတဲ့အချိန်မှာကျမစာကြည့်ခန်းထဲမှာစရင်စရာတွေကြည့်နေတာလေဘာပဲဖြစ်ဖြစ်ရှင်အပြင်မထွက်တာတော့အမှန်ပဲလေအဲ့ဒါကတက်သေးခိုင်လုံတာပဲစာကြည့်ခန်းထဲမှာပဲဖြစ်ဖြစ်တခြားနေရာမှာပဲဖြစ်ဖြစ်အဖြေကတော့အတူတူပါပဲကျမရဲ့တက်သေးကတော့အဖြစ်ပြောစရာမရှိအောင်ပြည့်စုံတယ်ရှင်းရှာတွေအချင်းချင်းလိမ့်နေပြီလားကျမကရှင်ဟာလူမှုပတ်ဝန်းကျင်အတွက်လူကောင်းတစ်ယောက်ဖြစ်ကြောင်းတက်သေးပြပေးနေတာလေကျမကိုစိတ်ညွှန်းပေးတဲ့လူကောင်းကြီးပေါ့သခင်ကြီးဒီကောင်မလေးကတွတ်တွတ်လက်လက်နဲ့ချစ်စရာလေးနော်သူ့မျက်လုံးတွေကိုကြည့်ုံနဲ့တင်ထက်မြက်မှန်းသိတာတယ်သခင်ကြီးကသူ့ကိုဒီမှာတကယ်ပဲထားမလို့လားကိစ္စမရှိပါဘူးစိတ်ဝင်စားဖို့ကောင်းတာပဲကျမနှာခေါင်းတော့သွားပါပြီဘသူကဒီတိုင်ကိုဒီနေရာမှာလာစိုက်ထားတာလဲကျမတိုက်မိအောင်တက်တက်မဲ့လှုပ်ထားတာလားမင်းကလေးလင်ဒီတိုင်ကဒီနေရာမှာရှိနေတာအနှစ်20ရှိပြီတိုင်ကမင်းကိုအရင်လာတိုက်တာလားမင်းကတိုင်ကိုသွားတိုက်တာလားဘယ်အရာကအရင်ဖြစ်လဲဆိုတာကိုငါတို့ရှင်းရှင်းလင်းလင်းပြောဖို့လိုမယ်အဖိုးအိမ်ဆောင်ကြီးကိုပြန်မေးကြည့်ပါဦးကဲ၍ကျမရဲ့နှာခေါင်းရိုးသားကျိုးသွားရင်ဒါကအလုတ်ခွင်ထိခိုက်မှုအဖြစ်ထဲအကျုံးဝင်နေမလားအင်းကျုံးဝင်တာပေါ့ဒါပေမဲ့မင်းရဲ့နှာခေါင်းရိုးကတော်တော်မှပုံရတယ်တိုင်ကဆေးတွေတောင်ကွာကြကုန်ပြီဒါဆိုရင်တိုင်ရဲ့ပြင်ဆင်စရိတ်ကိုအရင်တွက်ကြမလားဆရာကောတပည့်ကောတကယ်ကိုတပုံစံလေးပဲစရိုက်ချင်းကကွက်တီပဲချီးမွမ်းတဲ့အတွက်ကျေးဇူးတင်ပါတယ်အဝိန်ဆန်းအိမ်တော်ထဲကိုရောက်လာပြီဆိုမှတော့နောက်ဒီမှာပဲစိတ်အေးလက်အေးနေပါဘသူမှမင်းကိုအထင်သေးရဲမှာမဟုတ်ဘူးသခင်လေးရှောင်ခိုးလုံးခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမမှသွားစရာနေရာမရှိတော့ပါဘူးသခင်လေးရဲ့ကယူနာကြောင့်တာမဟုတ်ရင်အခုချိန်ဆိုလမ်းဘေးမှာအေးမိပြီးတည်နေလောက်ပြီသခင်လေးရဲ့ကျေးဇူးကတော်တော်ကြီးမားလှပါတယ်ကျမမှပြန်ဆက်စရာဘာမှမရှိပါဘူးကျမခြေထောက်တွေထုံကုန်ပြီဘသူတကားဝမှာရှိနေတာလဲနေကင်းကြောင်တောင်ကြီးအမျိုးသားနဲ့မျိုးသမီး2ယောက်တည်းအတူရှိနေတာဘလို့လို့တင့်တော်ပါမလဲသခင်လေးရှောင်လဲတူတူပဲအကွာအဝေးတစ်ခုထိမ့်သိမ်းရမယ်ဆိုတာမသိဘူးလားဒီသတင်းသာပြန်သွားရင်သခင်လေးရဲ့ဂုံတရေကဘယ်နာသွားထားမလဲနင်ကဘာတူလဲငါကသခင်လေးရှောင်နဲ့စကားပြောနေတာနင်နဲ့ဘာဆိုင်လို့လဲငါကအဝိန်ဆန်းအိမ်တော်ရဲ့စီကံထိမ့်သိမ်းရေးမှုပဲသခင်လေးရှောင်သခင်လေးရဲ့အိမ်တော်ထဲမှာဘာလို့ဒီလောက်ရိုင်းဆိုင်တဲ့အစီကံတွေရှိနေရတာလဲငါကကျေးဇူးလာဆက်ချင်ရုံတက်ပါသူကကျမမျက်နှာကိုဒီလောက်အထိစော်ကားရဲတယ်ပေါ့သူကအစီကံမဟုတ်ဘူးသူကစရင်ကင်ဟုတ်လားစရင်ကင်ဖြစ်တော့ဘာဖြစ်လဲပါရမီရှင်တယောက်ကရိုးရိုးရှင်းရှင်းဝတ်စားလို့မရဘူးလားဒါကိုအသေးအဖွဲကိစ္စတွေကိုစိတ်ထဲမထားတာလို့ခေါ်တယ်နားလေလားဒီမိန်းကလေးကစရင်ကင်ပဲဖြစ်ဖြစ်ငါနဲ့သခင်လေးရှောင်ကြားကကိစ္စကပြင်ပလူတယောက်ဝင်ရောက်ဝေဖန်ရမယ့်ကိစ္စမဟုတ်ဘူးသခင်လေးရှောင်ကငါရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့အတွက်ငါဘက်ကအိမ်အောင်ပြုပြီးကျေးဇူးဆက်မယ်ဆိုတာတင့်တော်ပြီးသားပဲနေဦးအိမ်အောင်ပြုပြီးကျေးဇူးဆက်တယ်ဆိုတဲ့စကားလုံးကဒီလိုအခြေအနေမျိုးမှာသုံးလို့မရဘူးလေဘာလို့သုံးလို့မရရမှာလဲရှင့်ဘက်ကလည်းတခုခုပြောပါဦးသူကရှင့်ကိုအိမ်အောင်ပြုပြီးကျေးဇူးဆက်မလို့တဲ့နော်ကဲမင်းတို့ပဲဆက်ပြောကြတော့မိန်းကလေးရဲ့မျိုးရိုးအမိကဘာလဲငါရဲ့မျိုးရိုးကပိုင်နမေကကြီးပိုင်ကြီးဆိုတာတရုတ်တိုင်းရင်းဆေးပင်ပဲနမေကဆေးအမီနဲ့တူလိုက်တာဒါကြောင့်ပဲသခင်လေးကနင့်ကိုဆေးဆိုင်မှာထားချင်တာနေမှာဘယ်ဆေးညွှန်းမှာဆေးဆရာလိုနေလဲဆိုရင်နင့်ကိုယူသုံးပြီးဖြစ်ဆွတ်ဖို့လေနင်းလျှောက်ပြောနေတာပဲ
သခင်လေးရှောင်ကကယုနာကြီးမားတဲ့ဆရာဝန်တစ်ယောက်ပါစောစောကနင်ပြောတော့သွားစရာနေရာမရှိဘူးဆိုငါကြည့်ရတဲ့လောက်တော့နင်ဝတ်ထားတဲ့အဝတ်ထည်ရဲ့ပိတ်စကမစိုးဘူးပဲပန်းထိုးလိုက်ရကလည်းတော်တော်တည်သက်လှပါတယ်ဒါကိုသွားစရာနေရာမရှိတဲ့လူလို့ခေါ်သလားပြီးတော့နင်ကောင်းပေါ်ကစံထိုးကိုလည်းကြည့်အောင်တကယ်အဖိုးရံပစ္စည်းအစ်စ်ပဲလမ်းဘေးမှာလေလွင့်နေတဲ့လူကဒါမျိုးဝတ်ဆင်နိုင်စွမ်းမရှိဘူးဒါကငါရဲ့အမေအိမ်ကပေးလိုက်တဲ့အမှတ်တရပစ္စည်းပါအမေအိမ်ဟုတ်လားနင်မှာမိခင်အိမ်လည်းရှိတယ်အဝတ်စားလည်းရှိတယ်လက်ဝတ်ရတနာလည်းရှိတယ်ဒါပေမဲ့စောစောကကြတော့နင်ကလမ်းဘေးမှာအေးမိပြီးတေတော့မလို့ပြောခဲ့တယ်နော်ဘလို့ပုံစံနဲ့အေးမိတေမှာလဲဒီလောက်ကောင်းကောင်းမွန်မွန်ဝတ်ဆင်ထားပြီးမှအေးမိတေမယ်ဆိုရင်ငါဆိုရင်ရေခဲရုပ်တုဖြစ်သွားတာကြာလာပြီပေါ့သခင်လေးရှောင်သူပြောနေတဲ့စကားတွေကိုနားထောင်ကြည့်ပါဦးမင်းပြောလို့ပြီးပြီလားမပြီးသေးဘူးဒါဆိုရင်လည်းဆက်ပြောလေမင်းကလေးမင်းစောစောကပဲကျေးဇူးလာဆက်တာလို့ပြောတယ်နော်ဒါဆိုငါမေးပြရစီဆရာရှောင်ကမင်းကိုဘလို့ကူညီခဲ့တာလဲဘယ်နေရာမှာလဲဘယ်အချိန်မှာလဲမြို့ရဲ့အနောက်ဘက်လမ်းကြားထဲမှာလေကျမသတိလစ်ပြီးမြေပြင်ပေါ်လဲကျသွားတာအဲ့ဒီနားကဖြတ်မောင်းသွားတဲ့မြင်းလဲကအိမ်တော်သခင်ရဲ့မြင်းလဲပဲမြင်းလဲဟုတ်လားအိမ်ဆောင်ကြီးပြောတာတော့မင်းညကလေးကအခုထိလှဲဆွဲတဲ့မြင်းကတိတ်နေမကောင်းဘူးတဲ့မောပန်းလွန်းလို့လေအိမ်ဆောင်ကြီးကတစ်ချက်နင်းမိသွားတာအခုထိဖနှက်အောက်ခြေကိုဆေးလို့မစင်သေးဘူးမင်းသွားကြည့်ချင်သေးလားအချင်းချုပ်ပြောရရင်အမှန်တရားကတခုတည်းရှိတယ်မင်းကတမင်တကာမြင်းလဲရှိဝင်တိုးပြီးငွေညစ်ဖို့ကြံစီနေတာမလားဆရာရှောင်းကျမကိုဆရာတကယ်ကယ်တင်ခဲ့တာမဟုတ်ပါဘူးဒါပေမဲ့ကျမအိမ်တော်သခင်ကိုကြီးညိုလေးစားနေတာကြာပါပြီဒီနေ့တော့အကြောင်းပြချက်တစ်ခုရှာခြင်းုံတင်ပါအကြောင်းပြချက်ဟုတ်လားမင်းကလိန်လေပြီးအိမ်အောင်ပြုတ်ဖို့စူးစမ်းတာကိုအကြောင်းပြချက်လို့ခေါ်တာလားလိန်လေအိမ်အောင်ပြုတ်တာမဟုတ်ပါဘူးကျမကအိမ်တော်သခင်ကိုကြီးညိုလေးစားယုံတက်တက်ပါလေးစားယုံနဲ့တင်အိမ်ထဲအထိအတင်းဝင်ပြီးသူ့ရင်ခွင်ထဲတိုးဝင်ဖို့လုပ်တာလားဒါဆိုရင်ငါသာမီးဖို့ချောင်ကထမင်းချက်စရာကိုကြီးညိုရင်ငါလဲနေတိုင်းမီးဖို့ချောင်ရှေ့မှာသွားထိုင်ဆောင်ပြီးပါဇက်ဟာပြီးအစာတောင်းနေရမှာပေါ့